ဒီနေရာဒီဌာနနဲ့လုံးဝမသက်ဆိုင်တဲ့အရာများငါအမိန်နဲ့ခုချက်ချင်းထွက်လာစေဒီနေရာဒီဌာနနဲ့လုံးဝမသက်ဆိုင်တဲ့အရာများငါအမိန်နဲ့အခုချက်ချင်းထွက်လာစေဘာလို့အောင်ကြိုင်တော့တကယ်ချင်းမင်းရောဘာကြီးလောက်နေလဲရိုးအိုက်ကွာငါအိမ်မွေးသားလုပ်နေအင်းတရင်နေကြပါတယ်အင်းတော်နာမည်ကြီးနေရပဲဒီလိုပါကွာမင်းကတော့အရှင်ပုံစံတိုင်းပါအချောင်ရပြည့်မင်းစီရတာဝင်နေမယ်အေးငါမင်းကိုချိန်ရတယ်အကိစ္စပဲပြောမှာပြောလေဘာကိစ္စလဲငါဝယ်ထားတဲ့ချန်တကူမားနေတော့ငါထင်တယ်မင်းကတော့ဆက်သွယ်ရဲဆိုနေဘယ်လိုမှလဲဆိုတော့အရေးမိပါတယ်ငါအတက်နိုင်လည်းကူညီပေးမယ်တကယ်ချင်းမင်းချင်ရဘယ်နားလေးမှာဒီနေရာဒီဌာနနဲ့မသက်ဆိုင်တဲ့အရာများငါအမိန်နဲ့အခုထွက်လာစေဒီနေရာဒီဌာနနဲ့လုံးဝမသက်ဆိုင်တဲ့အရာများငါအမိန်နဲ့ခုချက်ချင်းထွက်လာစေဒီနေရာဒီဌာနနဲ့လုံးဝမသက်ဆိုင်တဲ့အရာများငါအမိန်နဲ့အခုချက်ချင်းထွက်လာစေညပါပါစောစောစီးပြီးတော့ဒီလိုမလောက်လိမလောက်ဆောင်တော့ဘာကိစ္စလဲခေါ်ဒီချန်ဝိုင်းကမင်းနဲ့မဆိုင်တော့ချားနေအောင်သွားဒီမှာဒီလာကြတော့ဘယ်မှမသွားမင်းမသွားလို့မရဒီချန်ဝိုင်းကမင်းနဲ့လုံးဝမသက်ဆိုင်တော့ဒါနောက်ဆုံးသတိပေးရတယ်ဒီလိုမရှိသေးဘူးဟောဘာလုပ်နေမှာလို့ကျွန်တော်ဤအတတ်ပညာများဖြင့်လောကီကောင်းကျိုးဆောင်ရွက်ပါမည်ကျွန်တော်ဤအတတ်ပညာများသည်မကောင်းသောအနောက်ရှက်များ၏အန္တရာယ်မှကာကွယ်ရန်သာဖြစ်ပါသည်ကျွန်တော်သည်မကောင်းသောအရာများကိုနှိမ်နှင်းသူဖြစ်ပါသည်ငါမင်းကိုဒီလိုနည်းနဲ့ရှင်းထုတ်လို့မရဘူးဆိုတော့ဒီတဲ့ဘူဆိုးရတဲ့အရာနဲ့ရင်ဆိုင်ဖို့ပြင်ထားပြီတော့